မင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့26ရက်နေ့12လ2025ရက်နေ့အတွက်ကဲရှုံးတဲ့လူလည်းရှိမှာပေါ့နော်ဒီနေ့တော့ကျွန်တော်ပြီးမှာနောက်ကွဲပဲပြီးမှာအဲ့ဒါတော့ကျွန်တော်မျိုးရဲ့သဘောပေါ့နော်ရှုံးမှန်လဲရှုံးပြီးကြည့်မယ်အများရမယ်နော်ပြမယ်ဒီကောင်ကျွန်တော်ဒီလိုရှုလိုက်မယ်ရှုလိုက်မယ်ဒီမှာဒါကလေးသလုံးအပိုင်းဒီသလုံးပေါင်းလေးပြည့်တဲ့အတွက်ကြောင့်လေးသလုံးအပိုင်းရိတ်ကအဝါရောင်ထားလိုက်ဒီမှာနှလုံးပေါင်းက3ည6နဲ့4က3ည3ည5 break လေးသလုံးအပိုင်း3ည5 break လေးတစ်ဆိုတော့5 break ထွက်နော်အောင်စင်မယ်နှလုံးပေါင်းနှစ်သလုံးအပိုင်းနှစ်သလုံးအပိုင်းဒီမှာ6နှလုံးပေါင်း6တစ် break နှစ်သလုံးအပိုင်း6တစ် break လေးနှစ်ဆိုတော့6 break ထွက်တယ်နော်ဒီမှာ9သလုံးအပိုင်းဒီမှာ6လေး break 9သလုံးအပိုင်း6လေး break ဆိုတော့9ဆိုတော့4 break ထွက်ရနော်ဒီနေ့26ရက်နေ့12လ2025ကယုံတယ်ဆိုရင်တော့ all like 3ည5 break နော်3ည5 break နေ့တလုံးအပိုင်းအဲ့ဒီတော့နေ့ရှစ်နေ့တော့အဲ့နှလုံးပဲရှိရနော်โอเคအဲ့ဒါကိုကျွန်တော်ရေးပေးမယ်နေ့ပိုင်း3ည5 break နော်နေ့တလုံးအပိုင်းနေ့ပိုင်း3ည5 break 3ညအိုးဖြစ်ရေးတယ်3ည5 break အဲ့မှာနေ့ရှစ်နေ့3အဲ့ဒါအောချပလိုက်ဗျာအရန်ကနေ့တစ်ဟုတ်ပေါ့အရန်ကနေ့9ရေခွန်3ခွန်8ကတော့ထွေပြီးသားပြန်ကြလာတော့ဖြစ်နိုင်မှာပြန်မကြမလာတော့ဖြစ်နိုင်ပေါ့ခွန်8ပြီးတော့ခွန်3ညနောက်ထပ်က4 6 4 1 4 3အဲ့ဒါအရန်ပေါ့နော်အဲ့ဒါကအရန်ကဲအမျိုးတို့ပေါင်းကြပါစီဗျာဒီကနန်းပဲဆက်ပြီးတော့အမျိုးတို့အကျွေးကြည့်နေတာလည်းကြည်ပြီးတော့အမြတ်တောင်များကြံကြပါစီခင်ဗျာအမြတ်များနဲ့အပိတ်နေမှာလာပါနိုင်ကြပါစေ